speaking ပြောတဲ့အခါမှာ just ကိုဘယ်လိုမျိုးထည့်ပြီးသုံးလေးရှိလဲဒီဗီဒီယိုမှာတော့ speaking ပြောတဲ့အခါမှာအသုံးပြုနိုင်မယ် just အသုံးပြုနည်းလေး9နည်းကိုပြပြပေးသွားမှာဖြစ်ပါတယ်ပထမတစ်ချက် just ကိုဘယ်လိုခါမှာသုံးလဲဆိုတော့အခုလေးတင်လို့ပြောတဲ့ခါမှာသုံးတယ်ဥပမာပြောရမယ်ဆိုရင် I've just finished my homework ငါအင်စာတွေကိုအခုလေးတင်ပြီးသွားတာဒုတိယတစ်ချက်အနေနဲ့ just ကို only ဆိုတဲ့အဓိပ္ပာယ်နဲ့ပြောတဲ့ခါမှာသုံးတယ်ဥပမာ It is just 500 jets ဆိုလို့ချင်တာ It is only 500 jets ဒါ900ချက်ပဲရှိရတတိယတစ်ချက်အနေနဲ့ကိုလုံးနေတဲ့အရာအရေးမကြီးဘူးဆိုတဲ့အကြောင်းကိုပြောချင်တဲ့အခါမှာသုံးတယ်ဥပမာပြောရမယ်ဆိုရင် I'm just surfing the internet ငါဒီတိုင်း line သုံးနေရဆိုလို့ချင်တာကို line သုံးနေတဲ့အကြောင်းအရာကအရေးမကြီးကြအောင်တစ်ဖက်သူကိုသိစေချင်တာမို့လို့ just နဲ့တွဲသုံးလိုက်တယ်ပေါ့နောက်တဲ့အနေနဲ့ဘယ်လိုခါမှာသုံးလဲဆိုတော့ကိုဒေါသဖြစ်တဲ့ခါမှာသုံးတယ်ဥပမာပြောရမယ်ဆိုရင် just leave me alone ဟောမနှောက်ရှက်နဲ့ just go သွားတော့စသဖြင့်ကိုဒေါသဖြစ်ကြအောင်ဖော်ပြတဲ့ခါမှာ just ကိုသုံးတယ်နံပါတ်5အနေနဲ့သုံးနေချင်တာကြတော့ just ကိုကတ်တီလေးဆိုတဲ့အဓိပ္ပာယ်နဲ့ပြောတဲ့ခါမှာသုံးတယ်ဥပမာပြောရမယ်ဆိုရင် we just caught the bus အဲ့တော့ bus ကိုကတ်တီလေးမိလိုက်တာဒါဆိုရင် just အသုံးပြုနေတဲ့ငါကိုနားလည်မယ်လို့ထင်ပါတယ်ဒီလိုမျိုးဗီဒီယိုလေးကြည့်ပြီးတော့အင်္ဂလိပ်စာတိုးတက်ဖို့ follow လုပ်ထားပေးပါ